မှာရာဇဝင်မှာရွှေရောင်ချုံလွှမ်းသောနေသွေးများ MYANMAR အခုလက်ရှိမျိုးဆက်တင်များတာဝန်ကိုစီယူဆောင်ထိန်သိမ်းသောအနာဂတ်မှာ MYANMAR ရေကောင်းများရဲ့မိမွေးစကားရှင်မအစင်သိတာဘူကောင်ဖက်ကပွင့်ဒီရဖက်ရှောင်းမဲမဟေးရေကောင်းတော့ထွန်းလို့မမဲစာကီတွေစာကီမအကေဟေးရေကောင်းဆိုတော့ကမာတွေဆွဲမရှောင်းနဲ့ဟေးပထမဆူလက်အရာယူမဲတော့အိမ်မကိုတော့တဲ့တွင်လို့ MYANMAR မြန်မာတဲ့ဟေးမြတ်တာညီညွတ်ခြင်းနဲ့နိုင်ငံတကာမှာအောင်မြင်ဖို့အတွက်တို့စူးစမ်း MYANMAR တို့ချစ်စိတ်တဲ့အပြင်းနဲ့မြန်မာကိုဒီကဘာကလေးစားဖို့ပို့ဖို့စူးစမ်း MYANMAR နော်လင်းချမ်းများနဲ့ရှေ့ခီးဆက်အခိုင်မာချီလမ်းများဘူကောင်ဖက်ကပွင့်ဒီရဲ့ဖေရှောင်းမပေးဘူးဟေးရေကောင်တော့ထုံးမလို့မမဲစာဒီဝဲစာဒီမှာ